ဟာကြည့်ပါဦးမောင်ကြည့်ရွှင်ရဲ့ ဟုတ်မှာ စပားရွက်တရားလေဝါချောက်နေတာ တွေ့တယ်မှာ ဟိုဘက်ကပင်နေလေသိကုန်ပြီထူးဆန်းလိုက်တာတော့ ဗျာဒါတွေဒီလိုဖြစ်နေတယ်ဆိုတော့ကျုပ်စဉ်းစားလို့ကိုမရပါဘူးဗျာဒါကလေခင်ဗျသွေးရိုးသားရိုးမှဟုတ်ကဲ့လားဆိုပြီးကျုပ်တန်လေးရတောင်ဖြစ်နေတာကွာကျုပ်ဒီလေကိုလှုပ်လာတာလေတစ်သက်လုံးဓာမျိုးတစ်ခါမှကိုမတွေ့ဘူးဟာဒီလေတယ်မဟုတ်ဘူးနော်ကျုပ်တို့ကိုညံနဲ့ပဲကင်းမှာကိုသွားကြည့်မှဖြစ်မှာ ဟုတ်တယ်ဖေသမီးဆော့ဆော့ကပဲကင်းဘက်ကပြန်လာပဲရွက်တွေအကုန်လုံးဝါပြီးချောင်းနေတာ ဟုတ်လား ဟုတ်တယ် ဟာအဲ့ဒါဆိုအဲ့ဒီမှာသွားကြည့်မှရမှာကိုကဲကောင်းမသွားပါလို့ ငါစဉ်းစားမိပြီဒါရွာနောက်ပိုင်းကဟိုစုံမရဲ့လွတ်ချက်ပဲ ဟမ် ဒီနဲ့ငါဟိုတနေ့ကရွာထိပ်မှာပြဿနာတက်တာ ဟုတ် ဒါကြောင့် तू ကမကြင်လို့လောက်တာနေမှာ ဟာ ဟုတ်တယ်အဲ့ဒီဆုံးမလက်ချက်ပဲဖြစ်ရမယ်။ तू ကအစားတယ်ជីជីကိုကြည့်မြတ်ဖြစ်နေရလေ ဟင်း ။ကိုနေ့ကရွာထိပ်မှာជីជីနဲ့ထက်ညီလိုက်သေးတာဆိုတော့သိကြတယ်သူ့လက်ချက်ပဲ ဟာဒါဆိုရင်တော့ဟုတ်ပြီကွာဖြစ်မှာဖြစ်လေဗျာတစ်သက်လုံးကကျွန်တော်ရဲ့စိုက်ခင်းတွေကိုဂယူးတစ်စိုက်လုံနေတဲ့ကြားတွေကကွာအခုအရွက်တွေကဝါပြီး6ကုန်ပြီဒါဆုံးမရဲ့လက်ချက်ပဲဖြစ်ရမယ်အမရေဒီနှစ်တော့ကျုပ်တို့အသီးနှံတွေကတော့အထွက်ရောပြီနဲ့တူပါရဲ့ဗျာ ဟုတ်လားအားရပဲဒီရွာရဲ့လေတူထဲမှာပယောကအနဲ့နေရတယ်ငါရဲ့ဂမ်ဘီယာပညာတွေအစွမ်းပြရမယ့်အချိန်ရောက်လာပြီ ။အော်ပြောကနာမဟုတ်ပါဘူးဆရာကြီးရယ်ငပိကြက်နန့်ကြီးပါ။ဟာကဲရွာလူကြီးအိမ်ရင်သွားရအောင် အေးပါအဲ့တော့နည်းနည်းစင်တော့စင်နေပါနဲ့ 阿刘姨，哎，我在家里吗？哎，没弄俺要嘛，他们没搞，哎呀，这个吧，阿给咱们洗出来，来着。ဒီလိုကတကြီးကျုပ်ကရွာစဉ်ပတ်ပြီးရွာသူရွာသားတွေရဲ့အခက်ခဲတွေကိုတိတ်ပန်နီးဂမ်ဘီယာနီးကြဖြည့်ရှင်းပေးနေတဲ့ဂမ်ဘီယာဆရာကြီးဒိုပေါက်ပါဒါကတော့ကျုပ်ရဲ့တပည့်ကျော်ကြီးဖိုးတော်ဒီနေ့ညဒီရွာမှာတညလောက်တဲခိုခြင်းလို့တကြီးစီကိုဖွင့်လာတောင်းတာ 哦，咱们也是一说了嘞，这都有的搞那不，这车来多么尼办的了，终于嘛没带回来家吧。哦，အခုပဲကြားလာတာလယ်သမားဦးကြည်ရှင်ရဲ့လယ်ထဲမှာဆုံးမပြူစားလို့ဆိုလားပဲဟိုအဲ့ဒါသူတို့စိုက်ခင်းနေ6ပြီးတေကုန်လို့ပြဿနာတက်နေတယ်တက်နိုင်ရင်ကိုကြီးပေးလိုက်ပါအောင်ဗျာ စိတ်ချကျုံနဲ့တွေ့လို့ရှင်စုံးမဟုတ်ဘူးဘာကောင်းနေနေဂျွန်းပြန်သွားစေရမယ်တပည့်ကြီးဖိုးတော်မနေ့ပြန်ဆရာတို့ဦးကြည်ရွှင်စိုက်ခင်းကိုတွားကြည့်မယ် ။ဟုတ်ကဲ့ဆရာကြီး